ဒီနေ့သာသနာတော်နှစ်2565ခုကောဇာနှစ်1383ခုဝါကောင်လာပြီကျော်9ရက်2021ခု8လပိုင်း29ရက်တောက်ကြနေ့နနခင်းခါကာလခုကာလနဲ့အထူးသဖြင့်အသုံးတည့်မဲ့တရားလေးတစ်ပုဒ်ပေါ့အဲ့ဒါပါလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုတောကပရိဒေဝတွေမနှိမ့်ဆက်အောင်နှိမ့်ဆက်ရင်လည်းပဲလျှော့နေအောင်ကိုယ့်ရဲ့စိတ်ကိုဖြေနိုင်ဖို့ယောဂဗျာကြောင့်တည်ဆုံးကြတဲ့ပုဂ္ဂိုလ်တွေတည်ဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေထက်ကြံရစ်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ပူဆွေးမှုဆင်းရဲမှုပင်ပန်းမှုဒါတွေဟာလည်းပဲကုစားဖို့လိုအပ်တဲ့အနေအထားတစ်ခုနော်ယောဂါကိုပြောင်းအောင်ယောဂါကိုနေပါအောင်ကုစားဖို့လိုသလိုခွဲခွာသွားကြလို့တည်သွားကြလို့ကြဲကြတဲ့ပုံကိုယ်တွေရဲ့ရင်ထဲမှာတောက်လောင်နေတဲ့တောကမိပဋိဒေဝမီးတွေကိုလည်းပဲနေပါအောင်နောက်ဆုံးငြိမ့်သွားအောင်အဲ့ဒါကိုလည်းပဲယောဂါလို့သဘောထားပြီးတော့တက်တာအောင်ပျောက်ကင်းအောင်ကုစားနိုင်ဖို့လည်းပဲလိုမေးပေါ့နော်ဒါဗမာလိုဘုံဘုံတို့ဖြည့်တယ်ဆိုတဲ့စကားလုံးလေးတည်ဆုံးသွားမှုကြောင့်ကြံ့ကြတဲ့ပုံကိုယ်တွေကိုဘေးကနီးစပ်ရာတွေကတက်တာရအောင်ဖြည့်ပါကွယ်လို့တယောက်တယောက်ဖြည့်ဆိုပြီးတော့ခိုင်းတယ်ရှိနော်အဲ့တော့ဒီဖြည့်ဆိုတဲ့စကားလေးကတဘာဝကြကြစဉ်းစားရင်ငိုတုံးကခြီးထားလို့ဖြည့်ခိုင်းတဲ့သဘောပေါ့နော်ခြီးထားလို့ကျိုးနဲ့ခြီးထားလို့တုတ်ထားလို့နှောင်ဖွဲ့ထားလို့ဒါကိုဖြည့်လို့ခိုင်းတဲ့သဘောမျိုးအဲ့တော့ဘုံဘုံတို့ပုထုဇဉ်တတ္တဝါတွေမှာအချင်းချင်းတယောက်ပေါ်တယောက်ပြီးတော့မိမိခန္ဓာကိုယ်ပေါ်အဲ့ဒါလိုအာယုန်တွေရဲ့ပေါ်မှာဘဝတွေရဲ့ပေါ်မှာတန်ရောစဉ်နှောင်ကြိုးတွေနဲ့ခြီးနှောင်ထားကြတာတွေရှိဟုတ်လားအဲ့ဒီတန်ရောစဉ်နှောင်ကြိုးတော့ခြီးနှောင်ထားတဲ့အနေထားခိုင်မာလေးလေးတင်းကျပ်လေးလေးခွဲခွာရတဲ့အခါကာလမျိုးမှာပြင်းပြင်းထန်ထန်ခံစားရလေးလေးပဲပေါ့ဒါကြောင့်မိမိတို့ရဲ့တန်တန်မှာခံစားနေရတဲ့ဒီတောကပရိဒေဝတွေကိုလျှော့နေစေခြင်းနဲ့ဆိုရင်အကြောင်းတရားဖြစ်တဲ့တန်ရောစဉ်နှောင်ကြိုးတော့တင်းကျပ်နေတာတွေကိုပထမအဆင့်လျှော့နိုင်ဖို့လိုမယ်ပေါ့နော်နောက်ဆုံးလုံးဝလွတ်လပ်သွားခြင်းလေဆိုရင်တော့ခြီးထားတာကိုဖြည့်ပြလိုက်ဖို့လိုတယ်ပေါ့ဟုတ်လားအဲ့တော့ဘုံဘုံတို့ဒီတဘဝတည်းနဲ့တန်ရောစဉ်ကြိုးတွေကိုလုံးဝပြတ်တောက်သွားအောင်ဖြည့်ပြနိုင်ဖို့ဆိုတာတော့သိမလွယ်သေးဘူးပေါ့သို့တော်လည်းပဲတင်းကျပ်နေတဲ့အနေအထားကိုလျော့သွားအောင်တော့လုပ်နိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်လားအဲ့ဒါလိုလျော့သွားမယ်ဆိုရင်ကိုပဲအတော်တန်တတ်တာခွင့်ရကြမယ်ပေါ့နော်ဒါကြောင့်မိမိတို့ရဲ့စိတ်ကိုဖြည့်တတ်ဖို့ဒီကနေ့နိုင်ရွယ်လောက်အချိန်ယူပြီးတော့ဘုံဘုံတို့ပြောပါမယ်အဲ့တော့စိတ်ကိုဆင်းရဲအောင်ပင်ပန်းအောင်နော်နှိမ့်ဆက်နေတဲ့အရာတွေကဘာတွေလဲလို့မေးရင်စက်မိနေတဲ့စကားအတိုင်းပြောမယ်ဆိုရင်တော့ဇာကဒေါသမောဟအစရှိတဲ့တန်ရောစဉ်တရားတွေကချီနှောင်ထားလို့ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ဘယ်ပုံပဲနည်းလျှော့နေအောင်လုပ်မလဲဘယ်လိုဖြည့်မလဲလို့မေးရင်အစွမ်းအထက်ဆုံးနီလန်းကတော့ယောနိသောမနတိကာရယောနိသောမနတိကာရဆိုတဲ့စကားလုံးလေးကလူတိုင်းနားထဲမှာရှင်းပါပြီးသားအတိပ္ပယ်လည်းအထိုက်လျောက်ရိပ်မိပြီးသားပေါ့နော်ယောနိသောမနတိကာရဆိုတာဘာတော့တင်တင်လျောက်ပတ်မှန်ကန်စွာနှလုံးသွင်းဆင်ခြင်နိုင်တာပို့ပြီးတော့ရှင်းအောင်ပြောရရင်တဘာဝတရားတွေရဲ့ပုံမှာအမှန်အတိုင်းသိအောင်မြင်အောင်ကြိုးပမ်းအားထုတ်ပြီးတော့သိတဲ့မြင်တဲ့သဘောနော်အမှန်တွေကိုမြင်နိုင်တာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အနေအထားမှန်တွေအခြေအနေမှန်တွေဖြစ်ရမှန်တွေကိုစိတ်ထဲကမှန်မှန်ကန်ကန်မြင်နိုင်တာသိနိုင်တာဆင်ခြင်နိုင်တာနှလုံးသွင်းနိုင်တာအဲ့ဒါကိုဘာခေါ်တော့ယောနိသောမနတိကာရအဲ့တော့သဘာဝတရားတွေရဲ့အမှန်သဘောသဘာဝတွေအများကြီးပဲအဲ့ဒါတွေကိုဤမျိုးစုံနဲ့ဘုံဘုံတို့ဆင်ခြင်နိုင်မယ်ဆိုရင်ယောနိသောမနတိကာရများစွာဖြစ်နိုင်တယ်ပေါ့
ကျမ်းစာတွေထဲမှာတော့ယောနိသောမနတိကာလကိုအကျဉ်းမြင့်၅မျိုးပြောထားတာရှိတယ်ကံကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်နိုင်ခြင်းကိုယ်ဘဝရဲ့ကောင်းခြင်းဆိုးခြင်းချမ်းသာခြင်းဆင်းရဲခြင်းဟာကိုလှုပ်ထားတဲ့လုပ်ရပုံမှာပဲအဓိကမူတည်တယ်ဆိုတဲ့သဘာဝလောကကြီးရဲ့အမှန်တရားကိုသိနိုင်မြင်နိုင်နားလည်နိုင်ပြီးတော့ဆင်ခြင်နှလုံးသွင်းနိုင်တာအဲ့ဒါအခြေခံကြသောယောနိသောမနတိကာလချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဆင်းပြေတာပဲဖြစ်ဖြစ်မပြေတာပဲဖြစ်ဖြစ်ဖြစ်နေတဲ့အနေအထားတွေအကုန်လုံးဟာကိုယ့်ရဲ့လက်ရခြေရာတွေကြီးပဲကိုလှုပ်ထားတဲ့အလုပ်ရဲ့ကိုပြောထားတဲ့အပြောရဲ့ကိုတွေးထားတဲ့အတွေးရဲ့အကျိုးရလဒ်တွေကြီးပဲလို့အဲ့ဒါလို့စဉ်းစားဆင်ခြင်တာဒါအခြေခံကြသောယောနိသောမနတိကာလနောက်ထပ်အစစ်မြင့်ယောနိသောမနတိကာလ၄မျိုးရှိသေးတယ်အဲ့ဒါပါလဲဆိုတော့အလွယ်မှတ်ရအောင်ပြောပြမယ်နော်အနိစ္စဒုက္ခအနတ္တအတုပဆိုတဲ့ဒီဘဝရဲ့ဒီခန္ဓာရဲ့ဒီလောကရဲ့အမှန်တရားကြီး၄မျိုးကိုသိမြင်နားလည်အောင်ကြိုးပမ်းအထောက်ပြီးတော့ဆင်ញင်နိုင်တာနှလုံးသွင်းနိုင်တာသုံးသပ်နိုင်တာဟုတ်လားဘာဖြစ်လာလို့မှမတည်မြဲဘူးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်စိတ်တိုင်းကြတယ်ပဲဖြစ်ဖြစ်စိတ်တိုင်းမကြတယ်ပဲဖြစ်ဖြစ်အပေါ်ယံကြည့်ရင်ကွဲပြားခြားနားနေပြီမယ်လို့တကယ်လေးလေးနက်နက်ကြည့်ရင်ဖြစ်ရတိုင်းဟာဒီလိုပဲတခဏလေးချင်းတခဏလေးချင်းဖြစ်ပြီးတော့ပျောက်ကွယ်သွားကြတာကြီးပဲတဘာဝတရားကြီးကဆိုးတာကိုတော့ကြာကြာတည်မယ်ကွာကောင်းတာကိုတော့ကြာကြာမတည်ဘူးဒါမှမဟုတ်ကောင်းတာကိုတော့ကြာကြာတည်နေမယ်ကွာဆိုးတာကိုတော့မတည်သေးဘူးလို့မျက်နှာလိုက်တာတွေဘာမှမရှိဘူးဖြစ်လာတဲ့တရားတိုင်းဟာတခဏချင်းပဲတူညီစွာပဲပျောက်ကွယ်သွားကြရတယ်အနိစ္စအချက်ပေါ့နော်အဲ့ဒါကိုဆင်ခြင်နိုင်တဲ့နှလုံးသွင်းနိုင်တယ်ဆိုရင်ဒါအစစ်မြင့်တဲ့ယောနိသောမနတိကာလဒါကဆင်ခြင်နိုင်ဖို့နှလုံးသွင်းနိုင်ဖို့ဆိုရင်ထိုက်တလောက်သိအောင်မြင်အောင်လဲလှုပ်ထားမှဆင်ခြင်နိုင်တာကိုဟုတ်လားအိဋ္ဌပြီးတော့ဘာတော့ဒုက္ခဖြစ်နေတဲ့သဘာဝတရားတွေရဲ့ကောင်းမွန်တဲ့သဘောမဟုတ်ပုံနော်ဖြစ်ပြီးတော့မရှိတော့တဲ့သဘာဝဟာအကောင်းမဟုတ်ဘူးဆိုတာကိုနားလည်ဖို့ဒါကအနိစ္စကိုနားလည်မှဒုက္ခကိုနားလည်နိုင်တာဒီနေရာမှာဘုန်းဘုန်းတို့ဒုက္ခဆိုတာကအရှင်း၃မျိုးရှိတယ်အတိပ္ပယ်၃မျိုးလောက်နားလည်စေခြင်းနဲ့အဲ့ဒါဘာတော့ဆိုတော့ဒုက္ခဝေဒနာရဲ့ဒုက္ခလက္ခဏာရဲ့ဒုက္ခသစ္စာရဲ့ဒါစိတ်ထဲပေါ်တာလေးပြောကြည့်ဒုက္ခဝေဒနာရဲ့ဒုက္ခလက္ခဏာရဲ့ဒုက္ခသစ္စာရဲ့ဒုက္ခဝေဒနာဆိုတာကထင်ရှားပါတယ်။အော်ဟဲ့ညည်းညူနေရလောက်အောင်ကိုထင်ရှားတယ်ခန္ဓာကိုယ်မှာအစင်မပြေမှုတစ်ခုခုကြောင့်တော့ခံစားရတဲ့သဘောဒုက္ခဝေဒနာဟုတ်လားဒုက္ခလက္ခဏာဆိုတာကြတော့ဟောအရှင်းမြင့်သွားပြီဒီယုံနံတို့ရဲ့ဖြစ်စဉ်အနိစ္စသဘောတွေကိုသိပါမြင်ပါများလာလို့ဘဝကအကောင်းမဟုတ်ဘူးပဲလောကကအကောင်းမဟုတ်ဘူးပဲလို့ဘဝရဲ့မကောင်းတဲ့သဘာဝကိုသိတာမြင်တာအဲ့ဒါကဘာတော့ဒုက္ခလက္ခဏာယုံနံတို့ရဲ့သဘာဝလက္ခဏာပေါ့နော်ဒုက္ခလက္ခဏာနောက်ဒုက္ခသစ္စာဆိုတာကြတော့မဲ့ဉဏ်ဖြစ်တာလေနော်တကယ်ထွန်းဖောက်ပြီးတော့သိနိုင်တဲ့အမှန်တရားဟုတ်လားတရားကြတော့ဘုံဘုံတို့လည်းပဲလက်တွေ့မရှိတဲ့အတွက်ကြောင့်ပြပြပြင်းပြင်းမပြောတတ်ဘူးပေါ့နော်အဲ့တော့ဒုက္ခသစ္စာဆိုတာကအရိယာသူတော်စင်တို့မှသာလေပိုင်ပိုင်နိုင်နိုင်သိသွားကြတာတနည်းအားဖြင့်ဒုက္ခသစ္စာကိုပိုင်ပိုင်နိုင်နိုင်သိရင်အဲ့ဒါအရိယာဖြစ်သွားတာပဲဟုတ်လားအဲ့တော့ဒုက္ခဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့နားလည်ကြရမှာပါတော့ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာဒုက္ခဝေဒနာဆိုတာလည်းပဲတခါတလေပုဂ္ဂိုလ်တ attva အနေနဲ့ပဲတချို့ကသိနေကြတာဝေဒနာတက်တက်အနေနဲ့သိဖို့ဆိုတာသတိပဋ္ဌာန်တရားအားထုတ်မှဟုတ်လားနောက်ကဒုက္ခလက္ခဏာဆိုတာကိုသိဖို့ကြတော့ဒါဝိပဿနာဉာဏ်ရင့်တန်မှဒုက္ခလက္ခဏာကိုသိနိုင်တာဒုက္ခသစ္စာကိုသိဖို့ကြတော့မဲ့ဉာဏ်ဖုံဉာဏ်ရမှသိနိုင်တာဟုတ်လားအဲ့လိုလောကရဲ့မကောင်းမွန်တဲ့သဘာဝဘဝရဲ့မကောင်းမွန်တဲ့သဘာဝကိုအထိုက်လျောက်သိမြင်နားလည်အောင်ကြိုးပမ်းအားထုတ်ပြီးတော့ဆင်ញင်နိုင်တဲ့နှလုံးသွင်းနိုင်နေဆိုရင်ဒါပါတော့ယောနိသောမနတိကာရနောက်ပြီးတော့ပါတော့အနတ္တလက္ခဏာဟုတ်လားအနတ္တလက္ခဏာကိုသိတာတန်ဖိုးမရှိဘုံနှစ်သာရကင်းမဲ့ဘုံကိုယ်စိုးကိုယ်ပိုင်မဖြစ်ဘုံသူဖြစ်เสียအကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့သဘာဝဟုတ်လားအဲ့ဒါကိုဆင်ញင်နိုင်မယ်နှလုံးသွင်းနိုင်မယ်ဆိုရင်သူလည်းပါလေယောနိသောမနတိကာရဟုတ်လားပြီးတော့ပါလာတော့အတုပမတင့်တဲ့သဘာဝခန္ဓာကိုယ်ရဲ့မတင့်တဲ့သဘာဝမိမိခန္ဓာသူတစ်ပါးခန္ဓာဖြစ်ပေါ်နေတဲ့ဒီခန္ဓာတွေဟာနော်အသွေးအသားတွေနဲ့ယွန်ရှာပွဲဆက်စုပ်ဖွယ်တွေနဲ့မတန့်ရှင်းပွဲမစင်ကြယ်ပွဲတွေနဲ့တိဆောက်ထားတယ်ဆိုတာဒါအလွန်မှသိတာထင်ရှားတဲ့အမှန်တရားကြီးပေါ့နော်အဲ့ဒါကိုစဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်လည်းသူလည်းပါတော့ယောနိသောမနတိကာရတခုရဲ့စိတ်မှာ
တန်ရောစဉ်ကျိုးတွေနော်တင်းကျပ်နေလို့တောကတွေပဋိဒေဝတွေနော်ခံစားနေရတယ်ဒီမိတွေတောက်လောင်နေတယ်ဒါကိုသက်သာရကျင်တယ်ဆိုရင်ဒါအခြေခံအဖြစ်အခုပြောခဲ့တဲ့ယောနိသောမနတိကာရ၅မျိုးနဲ့ဘုံဘုံတို့ဟာဖြေကြရမယ်ပေါ့ဟုတ်လားအဲ့ဒါဒီကနေ့ဘုံဘုံကကိုယ့်ရဲ့စိတ်ကိုဖြေနိုင်မှလည်းပြည်လေမှာဟုတ်ကိုဒုက္ခတွေဖြစ်နေတယ်ဆိုတာတောကတွေဖြစ်နေတယ်ဆိုတာပဋိဒေဝငိုကြွေးမှုတွေဖြစ်နေတယ်ဆိုတာကိုယ်စိတ်ထဲမှာမပြေလေလို့ဟုတ်လားအဲ့တော့ကိုယ်စိတ်ထဲမှာပြေလေသွားအောင်ဘာလို့ဖို့လို့တော့ဖြေနိုင်ဖို့လိုတယ်အဲ့လိုဖြေဖို့အတွက်နော်အမြင်လေးတွေဒါဘုံဘုံနည်းနည်းလေးပြောဖို့မှတ်ထားတာလေးရှိစောတော်ကယောနိသောမနတိကာရကိုပဲဒါအခြေခံပြီးတော့အခုနောက်ပြောမယ့်အရာတွေကချဲ့ထွင်ကြရမယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့နော်ပြည်လေဖို့အတွက်ကိုယ့်ရဲ့စိတ်ကိုနော်ဖြေเสียရအောင်ဖြေနိုင်ဖို့နံပါတ်1တန်တရားအမြင်ရှိရမယ်ဒီတဘဝတည်းဖြစ်နေတာမဟုတ်ဘူးဖြစ်ခဲ့တဲ့ဘဝပေါင်းများစွာဘဝတန်တရားရဲ့အစဟာမသိနိုင်မမြင်နိုင်လောက်အောင်ရှည်လျားခဲ့လာပြီအတိတ်တန်တရားအနာဂတ်မှာလည်းပဲတစ္ဆာလေးပါးကိုထိုးထွင်းပြီးတော့မသိမမြင်သေးတဲ့မြတ်ကလပ်ပလုံးဘဝတွေကဆက်ကဖြစ်ရလိမ့်မယ်လို့အနာဂတ်တန်တရားအဲ့ဒါလိုတတ္တဝါတွေရဲ့နော်ဖြစ်ပေါ်နေမှုပြောင်းလဲနေမှုကိုဒီတဘဝအမြင်နဲ့မဟုတ်ဘဲနဲ့တန်တရားအမြင်ခိုင်မာရှိရမယ်အဲ့ဒါဆိုရင်အဲ့ဒီအမြင်ဟာလည်းပဲပြည်လေကြောင်းတနည်းအားဖြင့်ယောနိသောမနတိကာရတစ်မျိုးပဲဟုတ်လားဆိုကြပါစို့အခုလိုအချိန်တောကပဋိဒေဝတောင်းနေကြတဲ့ပုံကိုယ်တွေအတွက်စဉ်းစားဆင်ခြင်နှလုံးသွင်းစရာကောင်းတဲ့နော်ဒေသနာလေးတစ်ခုအချင်းချုပ်ပြီးတော့ဘုံဘုံပြောပြမယ်အဲ့ဒါဘာလို့ဆိုတော့လူတိုင်းကြားဘူးတဲ့လူတိုင်းသိနေမြင်နေတဲ့အကြောင်းအရာလေးတစ်ခုဟိုမြတ်စွာဘုရားလက်ထက်ကရက်ကန်းတယ်မာလေးဆိုတာဟုတ်လားရက်ကန်းတယ်မာလေးဘယ်ကလာတာတော့ဘယ်သွားမှာတော့သင်မသိဘူးလားသင်သိလားဒီမိကုန်းတွေကြားဘူးရတယ်နော်အဲ့ဒီရက်ကန်းတယ်မာလေးကမြတ်စွာဘုရားရဲ့တရားကိုနာပြီးတော့နော်သောတာပန်ဖြစ်တယ်အဲ့လိုသောတာပန်ဖြစ်တဲ့အခါသောတာပန်ဖြစ်ပြီးတရားပွဲကြီးလည်းပြီးသွားပြီဆိုတော့သူ့အဖေရှိရာကိုသူသွားတာပေါ့အဲ့လိုသွားတဲ့အခါသူ့အဖေကရက်ကန်းစင်ပေါ်မှာရက်ကန်းရရင်နဲ့သမီးမလာနိုင်တဲ့အတွက်ကြောင့်စောင့်ရင်းနဲ့အိပ်ပျော်နေဟုတ်လားအဲ့လိုအိပ်ပျော်နေတဲ့အချိန်မှာသမီးကရှောက်လာတော့ဖေးအိပ်နေတယ်နှင်းချိုင်အိပ်နေတယ်ဆိုလဲသူကလည်းသတိမထားမိသလားဘာလားမသိဘူးအဲ့ဒီရက်ဖောက်တောင်ကိုအဲ့ဒီနာကိုဇက်ဆိုချလိုက်တဲ့အခါမှာလန့်ပြီးတော့ဖေးကအဲ့ဒီသူရက်လက်စဒီလုံးကိုဆွဲလိုက်တာပေါ့ဆွဲလိုက်တဲ့အခါအဲ့ဒီလုံးကအရှိန်နဲ့တခါတည်းပြေးပြီးတော့အဲ့ဒီသူသမီးရဲ့ရင်ကိုသွားစိုက်တယ်အဲ့ဒီနားတယ်အဲ့ဒါပွဲချင်းပြီးတော့သွေးတန်ရဲထွက်ကြပြီးတော့သေသွားတယ်အဲ့ဒါဖေးဖြစ်တဲ့လူကဘယ်လိုခံစားရမလို့စဉ်းစားကြည့်ရောနော်သူကိုယ်တိုင်သူသမီးကိုတတ်လိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါနဲ့ဘလို့မှသူ့စိတ်ထဲမှာဖြေလို့မရတဲ့အခါကျတော့ဒီတောကပရိဒေဝမီးကိုမြတ်စွာဘုရားမှာတပါဘယ်သူမှငြိမ့်သက်ပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်ငါမြတ်စွာဘုရားကြီးကိုသွားမှဖြစ်မယ်ဆိုပြီးတော့မြတ်စွာဘုရားကြီးကိုသွားမြတ်စွာဘုရားကြီးသွားတဲ့အခါကျတော့မြတ်စွာဘုရားနော်မဟာသောစီဥပဒကတခါကြီးမစိုးရိမ်နဲ့တဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာသိပြီးတော့စိုးရိမ်မှုနော်ငိုကြွေးမှုပရိဒေဝတွေနော်မဖြစ်ပါနဲ့တဲ့အနမတကသမိတန်တာတွေတဝဧဝမေဝတိတုမရဏကာလေပကရိတာအတုစတုဏမဟာသမုဒ္ဒါနဥရကတော့အတိရေကတရံဒီစကားလေးကိုဘုံဘုံပြောရင်ဟုတ်လားအခုလို့တဲ့သမီးသေးရလို့နော်ငိုကြွေးရလို့ရိုးစည်းတဲ့မျက်ရည်တွေဟာသမုဒ္ဒရာ၄၀မှာရှိတဲ့ရည်တွေထက်များတယ်တဲ့အဓိကဒါလေးကိုပြောရင်ဟုတ်လားတန်တရားအမြင်ရှိရမယ်ဆိုတာဒါကိုပြောရင်နော်သမီးသေးလို့ငိုကြွေးကြရလို့နော်ရိုးစည်းကြလာတဲ့မျက်ရည်တွေဟာတကယ်စင်စစ်နော်သမုဒ္ဒရာ၄၀မှာရှိတဲ့ရည်တွေထက်များတယ်တဲ့အဲ့တော့ဘဝတိုင်းနော်မိဘနဲ့သားသမီးဆိုရေဘူးရာအဖြစ်မိဘပဲအရင်သေးကြတာသားသမီးကအရင်သေးတယ်ဆိုတာဖြစ်ထောင်ဖြစ်ခဲ့ပေါ့နော်သို့တော်လည်းပဲအဲ့ဒီဖြစ်ထောင်ဖြစ်ခဲ့ကိစ္စတွေကလည်းမလုပ်နေတာတော့ဖြစ်နေတာပဲအဲ့ဒါလည်းအမှန်တရားတစ်ခုပဲနော်ကြီးသူသာအရင်သေးရမယ်ငယ်သူနောက်မှသေးရမယ်လို့ဒီလိုမျိုးမရှိဘူးလောကရဲ့အမှန်တရားကိုကနော်ကြီးတဲ့လူတွေသေခြင်းသေမယ်ငယ်တဲ့လူလည်းသေခြင်းသေမယ်သေခြင်းတို့သေမယ်နော်တည်တည်တွေဟာနော်အရင်ထွက်လာတဲ့တည်တည်အရင်ကျွေးရမယ်လို့မရှိဘူးရေဘူးရတော့ရင့်တဲ့တည်တည်မှဲ့တဲ့တည်တည်ကအရင်ကျွေးတာပေါ့သို့တော့တခါတည်းရ
နော်ကြိုးကြနှုတ်တဲ့တည်တည်အကင်းလေးတွေအဲ့ဒါဘောကြွေတာမရှိဘူးလားရှိတယ်အဲ့တော့တည်တည်တွေရဲ့ကြွေကြမှုမှာတိကျတဲ့သတ်မှတ်ချက်မရှိနိုင်တယ်လို့ရှိလို့မဖြစ်တယ်လို့နော်တတ္တဝါတွေရဲ့သိဆုံးမှုဟာလည်းသိခြင်းတယ်လို့သိနေကြတာဟုတ်လားဒါကြောင့်မလို့ဘုံဘုံတို့တန်တရားအမြင်ရှိရမယ်ဘဝတန်တရားတွေရှောင်းလုံးငါငိုကြွေးခဲ့ရတဲ့မြေတွေနော်သမုဒ္ဒရာလေးစင်းဟာရေထက်တောင်များတယ်လို့မြတ်စွာဘုရားအဲ့လိုဟောတာဟုတ်ဆိုဖြစ်ခဲ့တဲ့ဘဝတွေကမရေမတွက်နိုင်အောင်များလို့ပေါ့ဟုတ်လားဟိုဇတ်တော်လေးတစ်ခုရှိရလေဥပဒါလကဇတ်ဆိုတာဟိုမမာနာကြီးတဲ့ပုံနာကြီးတယောက်ကငါသိလို့ရှိရင်တော့လူတွေမမြုပ်ဖူးသေးတဲ့နေရာကိုငါ့ကိုမြုပ်ရမယ်ဆိုတော့သူသားကိုနေရာသွားပြတော့မြတ်စွာဘုရားစောင့်နေတာသူတို့ကျွတ်တန်းဝင်မဲ့အရေးကိုတွေ့လို့အဲ့ဒါနဲ့မြတ်စွာဘုရားလိုက်တော့တာကိုင်ပြပါအောင်ဘယ်နေရာတော့မင်းအဖေပြတဲ့နေရာအဲ့ဒါနဲ့ဂေဂျကုတ်တောင်ကြီးကျော်ဟာအများကြီးသွားပြီးတော့မှတောင်သုံးလုံးဖုန်လိုက်ဆောင်ဖုန်နောက်ဆိုင်လေးဖြစ်နေတာတောင်ထိပ်ကြီးသုံးခုအဲ့ဒီကြားထဲတော့ဘယ်တော်မှမမြုပ်နှံဘူးလို့ဘူးငါ့ကိုဒီနာမြုပ်ရမယ်လို့သူ့ဖေကအဲ့လိုပြတဲ့အခါမြတ်စွာဘုရားဇတ်တော်လေးတွေကိုဟောတယ်အဲ့ဒီဇတ်တော်ထဲမှာငါကဇံပင်ညင်ရတဲ့ယတိတပါးဖြစ်ခဲ့တာအဲ့ဒီတုန်းကတင်းတို့သားဖ2ယောက်ပဲတဲ့အခုဖေးဖြစ်တဲ့လူကပဲအခုအဲ့တုန်းကဖေးပဲအခုသားဖြစ်တဲ့လူကလည်းအဲ့တုန်းကသားပဲအခုဖေးကလည်းပဲအဲ့ဒီတုန်းကသူ့ကိုလူတွေမမြုပ်ဘူးတဲ့နေရာမြုပ်ရမယ်ဆိုတော့သားကိုခေါ်လာလို့အဲ့ဒါငါနဲ့တွေ့တာတဲ့တွေ့တော့အဲ့ဒါငါကဇံရအဘိညာဉ်ရတဲ့ယတိဆိုတော့ကဲအဲ့လိုဆိုလို့ရှိရင်ဒီနာကဘယ်သူမှမမြုပ်ဘူးသေးတဲ့နေရာဟုတ်မဟုတ်ငါအဘိညာဉ်နဲ့ကြည့်ပြီးတော့မင်းတို့ကိုပြောမယ်ဆိုပြီးတော့အဘိညာဉ်နဲ့နောက်ပြန်ပုပ္ပိနိဝါဒဒုတိအဘိညာဉ်နဲ့နောက်ပြန်ကြည့်တာကြည့်တဲ့အခါကျတော့အဖြေရတယ်ဒီကဘာမှာဟုတ်လားဒီနာမည်နဲ့ဒီပြင်နာမည်နဲ့တော့မဟုတ်ဘူးနော်ဒီနာမည်နဲ့ကိုပဲဒီနာလေးမှာဘဝပေါင်း14000တင်းကိုမြုပ်ခဲ့ဘူးတယ်လို့အဲ့ဒါဘုရားလောင်းရသေးကြီးကအဲ့ဒီတော့လည်းသူ့နာမည်ဥပဒါလကပဲအဲ့ဒီပုံနာကြီးရဲ့နာမည်ကဟုတ်လားဒီပြင်နာမည်မပါဘူးနော်ဒီပြင်နာမည်နဲ့ဒီပြင်ဘဝတွေနဲ့ဒီနာမဟုတ်ဘူးဟုတ်လားဒီနာလေးမှာမြုပ်တော့မြုပ်တာဒါပေမဲ့ဒီပြင်နာမည်မဟုတ်ဘူးဒီနာမည်နဲ့ဟုတ်လားအဲ့တော့ဘဝတွေကအဲ့လိုမျိုးထပ်ပြီးတော့ဖြစ်နေတာအဲ့တော့ဘုံကစဉ်းစားကြည့်တာပေါ့ဆိုကြပါလို့အမေသေးလို့ငိုတယ်ဖေသေးလို့ငိုတယ်သားသမီးသေးလို့ငိုတယ်ညီကိုမောင်နှမသေးလို့ငိုကြတယ်ဒါတန်ရောစဉ်အစွမ်းအားလျော်စွာငိုကြမှာပေါ့ဟုတ်လားအဲ့လိုငိုတဲ့အခါမှာကိုကစဉ်းစားတဲ့တယ်ဒီလူဟာငါအဖေဘဝပေါင်းများစွာဖြစ်ခဲ့ဘူးတယ်အဲ့ဒီဖြစ်ခဲ့တဲ့ဘဝတိုင်းကလည်းသိပြီးတော့ပဲအဆုံးသတ်ခဲ့တာကြီးပဲအဖေဆိုတော့ကိုယ့်အရင်သေမှာပဲများတယ်အမေဆိုတော့ကိုယ့်အရင်သေမှာပဲများတယ်အဲ့တော့ကိုယ့်အမေကအရင်ဘဝလည်းသေလို့ငိုခဲ့တယ်အရင်ဘဝသေလို့ငိုခဲ့ဒီအမေနဲ့ကိုလာခဲ့တာနော်ဒီပြင်အမေတွေမပါသေးဘူးနော်ဒီအမေနဲ့ကိုဘဝပေါင်းများစွာဘုံတို့သူသေလို့ငိုခဲ့ရတာအနေအထားတွေအများကြီးရှိတော့မေးကြည့်တဲ့နံပါတ်ကိုယ့်စိတ်ကိုဘယ်အမေကိုရည်ရွယ်ပြီးတော့ငိုတယ်လဲဆိုတဲ့မေးခွန်းပေါ့ဟုတ်လားအရင်ဘဝတော့အကိုင်းလဲအမေကိုချစ်ခဲ့မှာပဲချစ်လို့လဲငိုခဲ့မှာပဲဟုတ်လားအခုဘဝကတော့ဒါအရင်ဘဝတွေမမှတ်မိတော့ခုဘဝကတော့ခုဘဝအတွက်အဓိကကြီးပေါ့နော်အဓိကကြီးကြာနေတော့ဒီဘဝအမေအတွက်ဒါငိုမယ်ပေါ့တကယ်ဆိုလို့ရှိရင်တန်တရားမှာဒီအမေဟာအမေခဏတော်ခဲ့ဘူးတယ်တော်ခဲ့တဲ့ဘဝတိုင်းလည်းသိခဲ့ရတယ်ဒါကြောင့်ဘယ်အမေကိုငါရည်ရွယ်ပြီးတော့ငိုနေတာတုံးဆိုတဲ့မေကွန်းတော့ဘယ်သမီးကိုရည်ရွယ်ပြီးတော့ငိုနေတာတုံးသမီးသေးတဲ့လူသားသေးတဲ့လူဘယ်သားကိုရည်ရွယ်ပြီးတော့ငိုနေတာတုံးဒီသားရည်ပဲကိုယ့်ဘဝမှာနော်တန်တရားမှာအများကြီးတွေ့ခဲ့ကြုံခဲ့ဘူးတယ်ဆိုတာလေးကိုဘုံဘုံတို့စဉ်းစားမိဖို့ဆင်ခြင်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်နော်တန်တရားအမြင်ရှိရမယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားနောက်ဒုတိယအမြင်ရှိရမှာဒီဘဝရဲ့သဘောတဘာဝတွေကိုမြင်ရမယ်ဟုတ်လားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံစံတော့နော်သူ့ရဲ့ညီစုံတာကရှင်သာရိပုတ္တရာရဲ့တပိတ်သင်္ကန်းတွေယူပြီးတော့ရှင်အာနန္ဒာဒီကိုရောက်လာတယ်ရောက်လာပြီးတော့ငါရှင်အာနန္ဒာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမရှိတော့ဘူးဒါဟာရှင်သာရိပုတ္တရာရဲ့တပိတ်ဒါဟာရှင်သာရိပုတ္တရာရဲ့သင်္ကန်းအဲ့တို့မြတ်စွာဘုရားကိုတွားပြီးတော့ဒီအကြောင်းအရာကိုရှောက်ကြရအောင်ဆိုတော့ရှင်အာနန္ဒာလိုက်သွားတယ်အဲ့ဒါရှင်စုံတာနဲ့မြတ်စွာဘုရားဒီရောက်ကြတော့အကျိုးအကြောင်းလျှောက်တယ်အဲ့လိုလျှောက်တော့ရှင်အာနန္ဒာကဘယ်လိုလျှောက်တုံးဆိုတော့မြတ်စွာဘုရားတဲ့အရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အတွက်ကြောင့်တပည့်တော်ရဲ့စိတ်တွေဟာတပည့်တော်ရဲ့ခန္ဓာကိုယ်ကြီးပါလေးလံထိုင်မိုင်းနေတယ်တဲ့ပေါ်ပါမှုတွက်လက်မှုဘာမှမရှိတော့ဘယ်လောက်ထိအခြေအနေဆိုလဲဆိုရင်အရက်မျက်နာတွေကိုတော့မမှတ်သားမိနိုင်ဘူးတဲ့ဘယ်ဟာရှိဘယ်ဟာနောက်ဘယ်ဟာတောင်ဘယ်ဟာမြောင်မှန်းတောင်သူသတိမထားမိနိုင်တော့ဘူးတဲ့ခြားခြားလဲနေတယ်
အရှိအနောက်တောင်မှအဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာမမှန်းဆနိုင်မှုဖြစ်နေတယ်သူသိထားတဲ့တရားတွေလည်းပျောက်နေတယ်တဲ့အဲ့ဒီအချိန်မှာတရားတွေတောင်ပျောက်နေတယ်ကဲတောကပရိဒေဝရဲ့အစွမ်းအရှင်သာရိပုတ္တရာအရှင်အာနန္ဒာဆိုတာသောတာပန်ပုဂ္ဂိုလ်နော်တာမန်ပုဂ္ဂိုလ်မဟုတ်ဒီလိုပုဂ္ဂိုလ်ရဲ့အပေါ်မှာတောင်မှနော်ဒီတန်ရောစဉ်တရားတွေကတောကပရိဒေဝတွေဖြစ်အောင်နော်နှိမ့်ဆက်နိုင်သေးတယ်ဆိုရင်ဘုံတို့လိုတရားဓမ္မတို့လိုတာမန်ပုဂ္ဂိုလ်တွေအဖို့ရတော့ပြောစရာမရှိဘူးပျက်စီးသွားတဲ့အရာပျက်စီးသွားတဲ့ပုဂ္ဂိုလ်ဟာနော်ကိုချစ်ရရင်ချစ်ရသလောက်ကိုမျက်နှိုးရင်မျက်နှိုးရသလောက်တောကပရိဒေဝတွေကဒုနဲ့ဒဲနဲ့နှိမ့်ဆက်မှာပဲလေအဲ့လိုမျိုးမြတ်စွာဘုရားကိုရှင်အာနန္ဒာကလျှောက်တော့မြတ်စွာဘုရားအာနန္ဒာတဲ့သာရိပုတ္တရာကတင့်ရဲ့သီလအစုတမာရီအစုပညာအစုတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့နည်းနည်းကြွားကြတဲ့မိကွန်းတစ်ခုပေါ့နော်ဆိုလိုတာကသူပြိဋိဘံဆံသွားတာတင့်မှာဘာထိခိုက်လို့လဲလို့မေးတာတကယ်ကဘာမှထိခိုက်ကြတာတော့မဟုတ်ကိုယ့်ရဲ့တန်ရောစဉ်ကြောင့်မို့လို့ဒါဒုက္ခရောက်နေကြတာကိုယ့်ရဲ့ကောင်းတာတွေကိုကွယ်လွန်သွားတဲ့ပုံကိုယ်တွေကဘာမှယူသွားတာမဟုတ်အဲ့ကြောင့်ကိုယ်မှာဘာမှဝမ်းနည်းစရာမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောချင်တာနော်ဒီစကားလေးတွေကိုခန်းစားတတ်ဖို့လိုတယ်ဟုတ်လားသင်ရဲ့သီလသမารိပညာအစုတွေကိုယူသွားလို့ယူပြီးတော့ပြိဋိဘံဆံသွားလို့သင်အဲ့လောက်ပူနေရတာလားလို့ရိုးရိုးပြောရင်အဲ့လိုမေးတာမေးတော့ရှင်အနန္ဒာမြတ်စွာဘုရားတဲ့အဲ့လိုတော့မဟုတ်ပါဘူးပေါ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာတပည့်တော်ပုံမှာအလုံးမကျေးဇူးများတယ်တန်ဃာတွေအတွက်လည်းအလုံးမကျေးဇူးများတယ်တကယ်ကိုနော်မျက်နှိုးတိုက်တဲ့ပူဇော်တိုက်တဲ့လေးစားတိုက်တဲ့ပုဂ္ဂိုလ်ပါလို့အဲ့လိုမျိုးလျှောက်တော့မြတ်စွာဘုရားရှင်အာနန္ဒာကိုနော်တောကပရိဒေဝမပြေပြောက်ဖို့အတွက်စကားပြောတာလေးရှိတယ်တနည်းအားဖြင့်ဖြေပေးတာပေါ့နော်ဘာပြောလို့ဆိုတော့နာနုအာနန္ဒမရပฏิကိစ္ဆေဝအခါတံနော်ဒါတွေကိုဒီအကြောင်းအရာတွေကိုငါရှေးတုန်းကစပြောခဲ့ဘူးပြီမဟုတ်လားတဲ့ဟုတ်လားပြောခဲ့ဘူးပြီမဟုတ်လားအဲ့ဒါဘာတော့တဗ္ဗေဟိပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝအညထဘာဝနော်တတ္တဝါတွေအချင်းချင်းရှင်ခွဲကွဲကြရတယ်တေခွဲကွဲကြရတယ်ဘဝတစ်ပါးချပြီးတော့ကွဲသွားကြရတယ်ဆိုတာတကယ်စင်စစ်ဒါလောကရဲ့သဘောကြီးပဲနော်အဲ့ဒီဥစ္စာကိုသင်ဘာဘူးလို့စောစောတည်းကစငါပြောခဲ့တာကိုကျွမ်းကျင်အောင်ဘယ်နဲ့ကြောင့်မစင်သားထားသလဲအဲ့ဒီသဘောလေးပြောတာတံကုဋ္ဌထအာနန္ဒလဘနော်ယန္တံဇာတံဘူတံသင်္ခတပါလောကဓမ္မတံဝတမဟာပလုစီတိနေတံဌာနဝိဇ္ဇတိနော်ဖြစ်လာတဲ့တရားတွေနော်အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့တရားတွေမပျက်စီးပါစေနဲ့လို့တောက်တလို့မရနိုင်ဘူးဒါကိုပြောတာဟုတ်လားအဲ့ဒီသဘာဝတရားတွေနော်ကိုယ်ကွင်းကြရတဲ့သဘာဝတရားတွေဒါလောကကြီးရဲ့ဘဝရဲ့သဘောသဘာဝတွေလောကကြီးရဲ့သဘောလို့ဆိုတဲ့အတွက်ကြောင့်ကိုယ်တယောက်တည်းရဲ့သဘောမဟုတ်နော်ပျက်စီးရတယ်နော်သေဆုံးရတယ်ဖွဲ့ခွာကြရတယ်ဆိုတာလောကကြီးရဲ့သဘောကိုယ်တယောက်တည်းရဲ့သဘောမဟုတ်ဆိုလိုတာကိုယ်တယောက်တည်းဖြစ်နေတာမဟုတ်ဘူးနော်အကြောင်းအားလျော်ဆိုအားလုံးကဖြစ်နေကြတာဒီသဘောတဘာဝတွေကိုဘုံဘုံတို့မလုပ်ဖို့လိုတော့စဉ်းစားတတ်ဖို့လိုတယ်ဒါယောနိတော်မနတိကာရတွေကိုချဲ့ထွင်ပြီးတော့ဘုံဘုံတို့ပြောနေတာဟုတ်လားတန်တရားအမြင်ရှိရမယ်တဘာဝတရားတွေရဲ့အကြောင်းကိုသိရမယ်နားလည်ရမယ်နောက်ဆုံးကိုယ်ခန္ဓာရဲ့တဘာဝကိုထဲထဲဝင်ဝင်သိအောင်လုံးနိုင်ရင်တော့သူကတောကပရိဒေဝကိုကုစားတဲ့နေရာမှာသူကတော့အထီရောက်ဆုံးနေပဲဟုတ်လားဟိုမြတ်စွာဘုရားလက်ထက်ကအဘိယမင်းသားဆိုတာရှိတယ်ပိမိတာရမင်းကြီးရဲ့သားပေါ့အဲ့ဒါဒီနေ့တော့စစ်ပွဲတစ်ပွဲအနိုင်တိုက်နိုင်လို့ဆိုဘုရင်ကြီးကအားရလို့သူ့ကိုထီနန်းစည်းစိမ်မျိုး9ရက်ပေးတယ်အဲ့ဒီပေးတာထဲမှာအလွန်ချုံမောလှပတဲ့ကာကြီးတင်မလေးတယောက်ပါတယ်သူကလည်းအလွန်မြတ်နိုးတယ်အဲ့ဒါ9ရက်စီကနေမှအဲ့ဒီကာကြီးတင်မလေးကရုတ်တရက်နော်လေတင်တုံးဖြတ်ပြီးတော့ပြေးသွားတယ်ဘလို့မှမခံစားနိုင်ဘူးအဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်သွားတယ်သူလည်းပဲတောကပတိဒေဝမိကိုမြတ်စွာဘုရားညှိနှိုင်းနိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်မှုရှိလို့ပေါ့အဲ့လိုရောက်တော့တဲ့ခါကျတော့မြတ်စွာဘုရားကုမာရမာတော်ရှိတယ်မင်းသားမစိုးရိမ်နဲ့ဒီအရာတွေကစိုးရိမ်နေရအရာတွေမဟုတ်ဘူးအထိပ္ပယ်ဟုတ်လားမစိုးရိမ်နဲ့တဲ့သူကြတော့မြတ်စွာဘုရားပြောပုံလေးကနည်းနည်းထူးတယ်ဘာလဇနာနံတန်တိရဏဌာနမေတံဒီခန္ဓာကိုယ်ကြီးဆိုတာလူမိုက်တွေနစ်မြုပ်ရနေရတဲ့ဟောဒီစကားလေးကိုဘုံဘုံကသဘောကျတယ်သိလားခန္ဓာကိုယ်ကြီးဆိုတာလူမိုက်တွေရဲ့နစ်မြုပ်ရနေရတဲ့လူမိုက်တွေဟာဒီခန္ဓာကိုယ်မှာပဲနစ်မြုပ်သွားကြတာတဲ့ဆိုလိုတာကကိုယ်ခန္ဓာသူတစ်ပါးခန္ဓာဒီခန္ဓာတွေနဲ့ပတ်သက်ပြီးတော့ပဲလောဘဒေါသတွေဖြစ်ပြီးတော့မသိမှုတွေနဲ့ဟုတ်လားဒုက္ခတွေများသွားကြတာပေါ့ဒါကိုဒီခန္ဓာကိုယ်ဟာလူမိုက်တို့ရဲ့နစ်မြုပ်ရာလို့အဲ့လိုလေးမြတ်စွာဘုရားသုံးအဲ့လိုသုံးပြီးတော့ဟ
အမှားတို့အခုကြက်နေတဲ့ဂါထာတွေထဲမှာပါမယ်လေဧထပတ္တိမလောကံစိတ်တရာဇရထုပမယထဘာလိဝိတိရန္တိနတ္ထိတင်ကောဝိဇာနတံဧထလာကြကုန်လောဣမလောကဤခန္ဓာရိဟုသောလောကကိုပတ္တထအမှန်ကန်မြင်အောင်ကြည့်ကြကုန်လောဒီခန္ဓာဘလို့ခန္ဓာတော့စိတ်တရာဇရထုပမနော်စမ်းကြယ်တဲ့ခန္ဓာစမ်းကြယ်လှုပ်ထားတဲ့မင်းစည်းတဲ့ယထာတစင်းနဲ့တူတဲ့ခန္ဓာဟုတ်လားဒီခန္ဓာကိုကြည်တဲ့ကြည်ဆိုပဂရိမျက်စိနဲ့ကြည်ခိုင်းတာမဟုတ်ဘူးနောက်အိဋ္ဌဒုက္ခအနတ္တနော်ဉာဏ်နဲ့သိနိုင်မြင်နိုင်တဲ့အမှန်တရားတွေကိုမြင်အောင်ကြည်ခိုင်းတာနော်အိဋ္ဌဒုက္ခအနတ္တအတုပပေါ့၄မျိုးပြောရရင်ဟုတ်လားအဲ့ဒါကိုမြင်အောင်ကြည်တယ်အကယ်၍ဒီခန္ဓာကိုမကြည့်လို့မမြင်ဘူးမသိဘူးနားမလည်ဘူးဆိုရင်ယထဘာလိဝိတိရန္တိဒီခန္ဓာလောကမှာခန္ဓာအကြောင်းမသိကြတဲ့မမြင်ကြတဲ့ပုဂ္ဂိုလ်တွေဟာနှင်မွန်းသွားကြလိမ့်မယ်တဲ့လောဘဒေါသမောဟတွေဖြစ်ထိုမှတဆင့်တက်ပြီးတော့ကြီးကျယ်သွားမယ်ဆိုရင်ဒုစရိုက်တရားတွေဖြစ်ဟုတ်လားအကျိုးဆက်အနေနဲ့အကောင်းဖြစ်နိုင်မလားမဖြစ်နိုင်ဘူးအပေလေးပုံထိနှင်မွန်းနိုင်တယ်ပေါ့အဲ့ဒါကိုပြောတာနော်ယထဘာလိယထဘာလာဝိတိရန္တိနော်လူမိုက်တွေဟာဒီခန္ဓာလောကမှာနှင်မွန်းသွားကြတယ်ဘာဖြစ်လို့တော့သိအောင်မလုပ်လို့မသိလို့နော်နတ္ထိသင်္ကောဝိဇာနတံတိကျမြင်ကြတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကန့်ညှိမှုမရှိဘူးတဲ့နတ္ထိသင်္ကောဝိဇာနတံဟုတ်လားဒီကဒါလေးကိုဟောတာနော်အဲ့ဒါနောက်ဆုံးယဟန်ပြုပြောယဟန်တာဖြစ်သွားတာဟုတ်လားအဲ့တော့အဲ့ဒါဘာပြောတာတော့ဆိုတော့ကိုယ်ခန္ဓာအကြောင်းကိုသိအောင်လုပ်ရင်လည်းပဲတောကပရိဒေဝငြိမ့်တယ်ဆိုတာကိုပြောတာဒါကြောင့်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာမြတ်စွာဘုရားအတီလည်းမဟုတ်ဘူးလားဟင်တောကပရိဒေဝနဲ့တမတိတ်ကမာရတယ်ခန္ဓာအကြောင်းကိုသိအောင်သတိထားပြီးတော့ဖြစ်စဉ်တွေကိုတရဇက်အာယုံစရပြီးတော့အတိအမှတ်ပြုပြီးတော့နေတဲ့သတိပဋ္ဌာန်ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်တောကပရိဒေဝနဲ့တမတိတ်ကမာရဆိုရင်တောကငိုကြွေးခြင်းပရိဒေဝတွေကိုလွန်မြောက်သွားနိုင်လိမ့်မယ်လို့တော့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကဘုန်းတို့ပြည်လေရာပြည်လေကြောင်းကိုယ်စိတ်ကိုဖြေနိုင်ဖို့ဖြေတတ်ဖို့အတွက်နော်ဒေသနာတော်ထဲမှာလာတဲ့နိလန်းလေးတွေကိုပြောပြတာဟုတ်လားအဲ့တော့ယောနိသောမနတိကာရ၅မျိုးအခြေခံပြောရတယ်နော်နာယဝရှိတော်တရားဟုတ်လားယောနိသောမနတိကာရ၅မျိုးကံကံရဲ့အကျိုးကိုစဉ်းစားတာကိုလှုပ်ထားတဲ့အတိုင်းဖြစ်ကြတာဘာမှမကျင်တဲ့ဆရာမရှိဘူးဆိုတဲ့အမြင်ဟုတ်လားပြီးတော့တော့အိဋ္ဌဒုက္ခအနတ္တအတုပကိုမြင်အောင်ကြည့်ပြီးတော့စဉ်းစားဆင်ခြင်နိုင်တာယောနိသောမနတိကာရ၅မျိုးအဲ့ဒါတွေကိုပဲအခြေခံပြီးတော့ဘုန်းတော်ဘာဆက်ပြောတော့နော်တန်တရားအမြင်ရှိရပဲရကန်းတယ်မာလေးကြောင့်မြတ်စွာဘုရားဟောခဲ့တာရကန်းတယ်မာလေးရဲ့အဖေကိုဟောခဲ့တာဟုတ်လားသမီးငိုကြွေးရလို့တေးရတဲ့မျက်ရည်တွေဟာသမုဒ္ဒရာလေးထဲမှာရှိတဲ့ရည်ထက်များတယ်ဥပဒလကပုံနာကြီးကိုကြတော့ဘယ်လိုပြောတော့ဒီနေရာမှာဒီနာမည်နဲ့ပဲနော်14000သောဘဝတွေမြုပ်နှံခဲ့တယ်တကူငိုကြွေးတဲ့အခါမှာမေးဖို့လိုတာပေါ့နော်အမေဆိုရင်လည်းဘယ်အမေကိုရည်ရွယ်တာလဲအဖေဆိုရင်ဘယ်အဖေကိုရည်ရွယ်တာလဲစဉ်းစားဖို့မေးဖို့ဒါကိုစိတ်ကိုဖြေနိုင်ဖို့ဒါပြောတာပေါ့နော်ပြီးတော့ဒုတိယပါတော့ဘဝရဲ့သဘောလောကရဲ့သဘာဝတွေကိုအမှန်တိုင်းမြင်ဖို့စဉ်းစားဆင်ခြင်တတ်ဖို့လိုတယ်အဲ့ဒါပါတော့ကိုယ်ကွင်းကြရမယ်ခွဲခွာကြရမယ်ဖြစ်လာတဲ့တရားတွေမပြည့်စည်အောင်ဘယ်သူမှမတတ်နိုင်ဘူးရှင်အနန္ဒာကိုမြတ်စွာဘုရားပြောခဲ့တာဟုတ်လားအဲ့လိုဖြစ်တာလောကရဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ကိုယ်တယောက်တည်းရဲ့သဘောမဟုတ်ဘူးတလောကလုံးမှာဖြစ်နေတဲ့သဘောဟုတ်လားကဘာအနှံ့ညင်ကြည့်ပေါ့ဟုတ်လားဒီနိုင်ငံမှာကိုပဲမြို့အနှံ့တော့သေးလို့မသားချနေရတာလေသေးတဲ့လူနောက်ကအိုးထားပြီးတော့ငိုနေကြရတာလေအဲ့ဒီမြင်ကွင်းတွေမြေးကြည့်ပေါ့ဒီနားလေးတွေရှိတာလားဟုတ်ပါမလို့မြို့တိုင်းရွာတိုင်းနယ်တိုင်းနိုင်ငံတိုင်းဖြစ်နေတာပဲလေဟုတ်လားဒါပါတော့လောကရဲ့သဘောဘဝတွေရဲ့သဘောဟာဒီတိုင်းပဲဆိုတာဒုတိယအဲ့ဒါဘာလို့ရမှာတော့စဉ်းစားရမယ်ရှင်းရမယ်ပထမတန်တရားအမြင်ရှိရမယ်ဒုတိယကဘဝတွေရဲ့သဘောကိုမြင်အောင်ရှင်းတတ်ရမယ်တတိယပါတော့ကိုယ်ခန္ဓာအကြောင်းကိုကိုသိအောင်လုပ်ရမယ်မသိရင်ဒီခန္ဓာမှာနှိမ့်မွန်းသွားမယ်သိရင်ကန့်ညှိမှုမရှိဘူးဒီသဘောလေးပြောတာနော်အဲ့ဒါကြောင့်မလို့ဘုံဘုံတို့အဆင့်လိုက်သွားရမယ်ပေါ့နော်နောက်ဆုံးအထွတ်အထိပ်မဖြစ်မနေနောက်တော့ကပရိဒေဝကိုအမြင့်ပြတ်ချုပ်ငိမ့်ခြင်းတယ်ဆိုရင်တော့တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့ကိုယ်ခန္ဓာအကြောင်းကိုသိအောင်လုပ်ရမယ်နော်စိတ်တွေရဲ့အကြောင်းခံစားမှုတွေရဲ့အကြောင်းရုပ်တွေရဲ့အကြောင်းသိအောင်လုပ်မြင်အောင်လုပ်နားလည်အောင်လုပ်အဲ့ဒီသိမြင်နားလည်မှုတော့မြင်မာလာလေလေတော့ကပရိဒေဝတွေဟာနေပါသွားလေလေပဲနောက်ဆုံးစိတ်ကဘလို့နားလည်သွားဘယ်အဆင့်ထိနားလည်သွားနိုင်တော့အော်ငိုလောက်အောင်ရေးကြီးတဲ့အရာစိုးရင်ရလောက်အောင်အရေးကြီးတဲ့အရာဘာမှမရှိဘူးလို့နားလည်သွားတဲ့တနေ့ငိုတာတွေတော့စိုးရင်တာတွေပြတ်တောက်သွားမှာပဲရက်သွားမှာပဲဟုတ်လားဒါကတော့ဘုံဘုံတို့မြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်
နော်ဒီတောကပရိဒေဝတွေကိုဘယ်လိုညှိနှိုင်းရမလဲနော်တင်းကျပ်နေတဲ့တန်ရုံးစဉ်ကျိုးတွေကိုနော်ဘယ်လိုဖြေလျှော့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုသိခွင့်ရတာပေါ့ဟုတ်လားဒါကြောင့်ဒီအချိန်တိုလေးအတွင်းမှာနော်ဒီလိုအနေအထားမျိုးနဲ့နော်အသုံးဝင်မဲ့အသုံးတင်မဲ့အကြောင်းအရာလေးတွေကိုဘုံဘုံတို့ပြောပြပါတယ်နော်ဒါကြောင့်ကိုယ့်ရဲ့စိတ်မှာဒီခွဲခွာမှုတွေကြောင့်တောကပရိဒေဝမီးတွေတောက်လောင်နေကြတယ်ဆိုရင်တော့မှန်ကန်တဲ့ဒီနည်းလမ်းတွေကိုအသုံးပြုပြီးတော့ကိုယ်စိတ်ကိုတော့ဖြေနိုင်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုရင်းနဲ့ပြုလို့အထောက်အသောကုသိုလ်ကောင်းမှုအစုစုတို့ရဲ့တော့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပရစေကုန်သာဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း